သတင်းကြွလာပြီနေဟာနေတူးနေမြတ်လို့ဆိုရမှာပါဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားဟာဖျားဖြစ်ပြီးတဲ့နောက်9ဝါမြောက်အချိန်ပိုင်းမှာတာဝရိန္ဒနတ်ပြည်ကိုတဲပြီးတော့လေးနဲ့ခက်ခဲပြီးအလွန်တရာရှည်လျားတဲ့အဘိဓမ္မာတရားရက်90ကြာအောင်ဟောပြောပြီးလူပြည်လူလောကကိုပြန်လီကြွချီလာတဲ့နေ့ဟာလည်းပဲသတင်းကြွလာပြီးနေ့ပဲဖြစ်ပါတယ်ပါဠိစာပေမှာဒေဝရောဟဏနတ်ပြည်ကဆင်းသက်လာတဲ့နေ့လို့9ဝါမြောက်တာဝရိန္ဒနတ်ပြည်ပင်လယ်ကတိပင်ကြီးအောက်မှာခင်းထားတဲ့ဣဆက်ညံ့ညောတဲ့တရားမင်းကြီးထိုင်တဲ့ပန္တုကဗလာကြောက်ဖြာကြီးရဲ့ကြောက်နေရမှာမြတ်စွာဘုရားသခင်ကိုတော်မြတ်ဟာရက်90ကြာအောင်သတင်းသုံးနေထိုင်ပြီးတော့အဘိဓမ္မာတရားကိုရှည်လျားစွာဟောကြားခဲ့တယ်လူပြည်မှာဟောလို့ရှိရင်လူသားတွေဟာရက်90ကြာအောင်ထိုင်ပြီးနားနိုင်မှာမဟုတ်ကြဘူးဒါကြောင့်မို့လို့နတ်ပြည်ကိုယူပြီးတော့မြတ်စွာဘုရားအင်မတန်မှရှည်လျားတဲ့အဘိဓမ္မာတရားတော်ရက်90ကြာမြတ်တာဝရိန္ဒနတ်ပြည်မှာဟောပြီးလို့ဒီကနေ့လိုသတင်းကြွလာပြီးနေ့အခါသမယမှာအဘိဓမ္မာတရားဟောကြားအဆုံးသတ်ပြီးဆုံးတဲ့အခါမှာလူပြည်လူလောကကိုပြန်ပြီးတော့ကြွလာအဲဒီလိုကြွလာတဲ့အခါမှာခန်းခန်းနားနားနဲ့စัจ java လာတိုက်တောင်းမှရှိကြတဲ့နတ်မြမအပေါင်းတွေခြံရံပြီးတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ဟာလူပြည်ကိုစောင်းတန်းကြီး3သွယ်ကနေပြီးတော့တလန်းချင်းကြွလာတာပါအမတန်မှထူးခြားတဲ့မြင်ကွင်းတစ်ခုဖြစ်မှာပါတရားမင်းကြီးတို့ဗြဟ္မာမင်းကြီးတို့နတ်ဗြဟ္မာအပေါင်းတွေဟာဝဲရရှေ့နောက်ကခြံရံပြီးတော့မြတ်စွာဘုရားကိုလူပြည်အပြန်မှာလိုက်ပြီးတော့ပို့ကြတာတရားမင်းကြီးရဲ့တာဝရိန္ဒနတ်ပြည်ကစောင်းတန်းဦးကနေပြီးတော့လူပြည်လူလောကသင်္ကတ္တနဂရလို့ခေါ်တဲ့သင်္ကတ္တမြို့တကားအနီးမှာစောင်းတန်းချေထင်ရှားပေါ်လာပြီးတော့ရွှေစောင်းတန်းငွေစောင်းတန်းဗရမ ्या စောင်းတန်းလို့အမတန်မှကြီးကျယ်ခမ်းနားပြီးတော့လှပဆန်းပြတဲ့လှေကားကြီး3စင်းပေါ့စောင်းတန်းလှေကားကြီး3စင်းမှာမြတ်စွာဘုရားသခင်ကိုရောမြတ်အလဲစောင်းတန်းကနေပြီးတော့ဘုရားရှင်ကိုရောမြတ်ကြွချီတယ်ဝဲရကတရားမင်းတို့ဗြဟ္မာမင်းတို့နတ်တွေဗြဟ္မာတွေကအားလုံးကိုလိုက်ပါပြီးတော့မြတ်စွာဘုရားလူပြည်အပြန်မှာလိုက်ပြီးတော့ပို့ကြတာအဲ့ဒီလူပြည်အပြန်လိုက်ပြီးတော့ပို့တဲ့နေ့ဟာလည်းပဲခုလိုသတင်းကြွလာပြီးနေပဲဖြစ်ပါတယ်လူပြည်မှာရှိကြတဲ့ဘုရားမြတ်စွာကိုကြီးညိုကြတဲ့တရားတော်မတွေဘုရားမြတ်စွာရဲ့တပည့်တန်ဃာတွေအားလုံးဟာပရိသတ်အောပနံအလွန်ချီးမားတဲ့ထုထေချီးမားလာတဲ့အလွန်မြောက်များစွာတန်းချီရှိတဲ့ပရိသတ်ကြီးဟာမြတ်စွာဘုရားကြွလာမဲ့ဆင်းသက်ရောက်ရှိလာမဲ့စောင်းတန်းခြေကနေပြီးသင်္ကတ္တနယ်တခွင်လူတွေအားလုံးရာဇဂိုတို့တာဝတိတို့ကစလူတွေအကုန်လုံးလာပြီးတော့မြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်ကဆင်းသက်မဲ့သင်္ကတ္တကိုအားလုံးလာရောက်ပြီးတော့စုယုံကမြတ်စွာဘုရားကိုလာရောက်ပြီးတော့ကြိုဆိုကြတာဒီကနေ့သတင်းကြွလာပြီးနေ့ပဲအဲ့လိုကြိုဆိုကြတဲ့အချိန်မှာရှေ့ဆုံးကနေပြီးတော့မြတ်စွာဘုရားဆင်းကြွလာလို့စောင်းတန်းလေကနောက်ဆုံးအဆင့်ကိုရောက်တဲ့အခါကျတော့ပထမဆုံးမြတ်စွာဘုရားကိုကြိုးဆိုနှုတ်ဆက်ခွင့်ရတာတော့ရှင်သာရိပုတ္တရာဘုရားမြတ်စွာရဲ့ဧကတာဝကပထမဆုံးတပည့်ကြီးပညာအရာမှာဣတရက်အရာဖြင့်ယာတုပေးခံရတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကမြတ်စွာဘုရားကိုပထမဆုံးကြိုးဆိုခွင့်ရပါတယ်ရှင်သာရိပုတ္တရာကမြတ်စွာဘုရားနဲ့တွေ့လင်တွေ့ချင်းနှုတ်ဆက်စကားဆိုတဲ့အခါမှာ
နမေဒိဋ္ဌောဣတောပုပ္ပေနတုတောဥဒကတ္တစီဧဝံဝဂုကတောတတ္ထာတုတိတာခဏိမာကတာတအံတော်ရှင်သာရိပုတ္တရာမထေရမြတ်ကအခုလိုနတ်မြတ်ပရိသတ်ခြံရံပြီးတော့နတ်ပြည်ကနေလူပြည်ကိုအခုလိုကြွလာတဲ့ဟာမျိုးကိုတပည့်တော်ကိုယ်တိုင်ဘယ်တော့မှလည်းမမြင်ဘူးဖေဟာတဲ့ဘသူစီကမှလည်းသတင်းမကြားဘူးဆိုပြီးတော့အခုလိုကြွလာတာကိုယ်တိုင်မြင်လဲရတော့အလွန်ကိုပဲဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်းရှင်သာရိပုတ္တရာမထေရမြတ်ကကြိုးစုံနှုတ်ဆက်ရင်မြတ်စွာဘုရားကိုလျှောက်ကြားခဲ့ပါတယ်အဲ့ဒီလိုခန်းခန်းနားနားနဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်တာဝရိန္ဒနတ်ပြည်ကအဘိဓမ္မာဟောကြားပြီးတော့လူပြည်လွန်လောကကြွလာတဲ့နေ့ဟာယခုလိုသတင်းကြွလာပြီးနေ့ပဲဖြစ်ပါတယ်